ကဲမာကာလာ9ရောက်ပေါ့နော်ကာလာ9ရောက်နိုင်တာပါလေဒါလေးကအဝါကြောက်လေးဒါလေးကအဝါကြောက်လေးဒါလေးကညက်ပြာလေးပေါ့နော်ဒါလေးကတော့အဝါကြောက်ကအခုတွင်းတွင်းဝတ်ထားတဲ့ပုံစံလေးပါရမ်းမိုက်ရမ်းသားတတိတွေ့ရတာဘယ်လိုလုပ်ပါလေးနဲ့အိတ်ကလေးလည်းပါတော့ပေါ့နော်သူကဘလို့ဘာထည့်တက်ရတယ်အေးလေအေးတယ်နော်ဟုတ်တယ်အိမ်ကြီးလည်းဝင်လို့ရတယ်တင်သွားလည်းဝင်လို့ရတယ်အေးလေးချီကိုအမြင်တိုင်းချုပ်ထားတာပေါ့နော် quality ကောင်းကောင်းလေးနဲ့အမြင်တိုင်းချုပ်ထားတာပါဒါသမီးရဲ့ local brand လေးပေါ့နော်သမီးနာမည်လေးနဲ့သမီးနာမည်လေးနဲ့ခဲရီနောက်ထပ်အများကြီးထွက်မှာပေါ့နော်ဒါကာလာ9ရောက်ပေါ့1ယောက်2ယောက်3ယောက်ကြာရောင်လေးရရှိရနော်ဒါလေးကဒေါနာစိမ်းလေးဒေါနာစိမ်းလေးဒါအဝါကြောက်ဒါနက်ပြာဒီကောင်အသားရောင်ဒီကောင်ကဒေါနာစိမ်းပြီးတော့အခုရှိသေးတယ်ဒီကောင်အုပ်ကျူးရောင်ပေါ့အုပ်ကျူးရောင်လည်းတောင်းတာဒါလေးကအုပ်ကျူးရောင်ပြင်မတားလှပါတယ်ကျန်းလာရောင်တာဝိလိုက်တော့တော်တော်လေးလှပါတယ်အေးပြီးတော့နေရတာလည်းအဆင်ပြေတယ်မန်လေးမှာကျတော့မန်လေးမှာကျအရန်ပူတယ်ပူတဲ့ခါကျတော့ဒီလိုဟာလေးကိုတွေးရတာကျတော့ကိုယ်အဆင်ပြေတယ်ပေါ့နော်ချွေးလဲစုပ်တယ်ဒါလေးကြီးအေးနာပဲဒါလေးဘိုးဘာပြင်သွားရင်လည်းဝှေ့လို့ရတယ်အိမ်နေနေလည်းဝှေ့လို့ရတယ်ရန်ကဒီချာလေးရဲ့လို့လက်ကရှည်လည်းမရှိဘူးကိုလည်းမတော်ဘူးပတ်တည်တယ်ဒါလေးတွေရောက်ပါတယ်ဒါလေးတွေကျွန်တော်တို့ဒီနေ့မှချုပ်ရုံကနေရတာပေါ့နော်ဒါနည်းနည်းပဲရသေးတယ်ချုပ်ရုံမှာနောက်ထပ်အများကြီးကျန်သေးတယ်ပေါ့အဲ့တော့ဒါလေးတွေကိုကျွန်တော်တို့လက်လီလက်ကားရောင်းဖို့ရှိပါတယ်အထည်ပြင်းလဲဝယ်လို့ရတယ်လို့90စီလဲဝယ်လို့ရတယ်ဘလောက်ဝယ်အများလဲဝယ်လို့ရတယ်စိုက်သမားတွေလည်းပြန်ဝယ်လို့ရပါတယ်ဘလူနီအစစ်တီအောင်ရောက်ပြီပါမယ်ဈေးကတော့တော်တော်ဒီနေ့မှရတာဆိုတော့ကျွန်တော်လည်း TikTok ပေါ်အရန်တင်နေနေလို့ပေါ့နော်ဈေးကတော့ကျွန်တော်မရက်ထက်ကြရင်ဈေးလေးနဲ့တတိဝတ်တဲ့ဟာလေးနဲ့ TikTok လှလှလေးတွေဆက်ပြီးလာပါမယ်ဒီနေ့တော့အဲ့ဒါလေးတွေလာပြောပြတာဒီနေ့တင်မှာဖြစ်ပါတယ်ကဲတတိချာလေးပြလာအောင်ဘူးဝတ်ထားတယ်သမီးကိုအယောင်ဆုံးထုတ်ပြီးသွားပြီအကုန်လုံးကလာမေးကြတာလေအဲ့ဒါသမီးတငယ်ချင်းတွေလာဝယ်လို့ရပြီနော်သမီးလည်းမလာစီချင်လို့ပါရှင်ဒီမှာကဘလို့လည်းရန်ကောင်းပါရဲ့ရှင်ဒီမှာပေါ့နော်နောက်မှတက်လာတယ်လို့ရှင်စိုက်သမားတွေလည်းစင်တီအောင်ရောင်းပြပါမယ်နော်ဝတ်သမားရောစိုက်သမားရောသွားတဲ့ရစင်တီအောင်လက်လီလက်ကရောင်းပြပါမယ်နောက်ထပ်ဒီဇိုင်းတွေလည်းဆက်ပြီးလာပါမယ်ပြရောက်ပါမယ်လို့တော့ဒီပုံစံလေးကိုကြိုက်လုံးလို့ဒီပုံစံလေးကိုတလားလောက်ကြာတယ်တော်တော်လေးစဉ်းစားပြီးမှချုပ်ရုံလဲကိုစိတ်တိုင်းကြားတဲ့ချုပ်ရုံဒီချာလေးစဉ်းစားပြီးမှချုပ်ထားတာချုပ်သားချုပ်သားကိုလည်းအာမခံပါတယ် quality အပြင်လိုက်ပေါ့နော်ချုပ်သားကိုလည်းလုံးဝအာမခံပါတယ်ဝေးရတာလည်းတော်တော်အဆင်ပြေတယ်တော်တော်လေးလှတယ်နော်ဒီရာဒီဥထုနဲ့တော့လူရာဒီနဲ့တော့ဒီပုံစံလေးနဲ့ကတော့လုံးဝကွက်တိတယ်ရှယ်ပဲနော်မျိုးလေးပေါ့နော်ကဲအဲ့တော့နောက်ရက်ဒီလာပါမယ်တ